အထွေထွေယောဂကုဆရာဝန်တယောက်ဖြစ်ဖို့တကယ်တမ်းဘာတွေလိုအပ်လဲအဖေရောကိုအင်ဂျင်နောက်ွယ်ကဘဝအားလုံးပဲမင်္ဂလာပါတကာရီယာမကြိုဆိုပါတယ်ကျွန်တော်တော့တကာရီယာမကိုဆိုင်ဖြစ်ပါတယ်ဒီနေ့မှာတော့လူငယ်တော်တော်များများအိမ်မက်တွေမတ်ခဲ့မှုကြတဲ့အထွေထွေယောဂကုဆရာဝန်တယောက်ဖြစ်ဖို့တကယ်တမ်းဘာတွေလိုအပ်လဲဘာတွေပြင်ဆင်ထားရမလဲဆိုတာကိုဆွေးနွေးပြီးတော့ပါမယ်ဆရာဝန်ဆိုတာအဖေရောကိုအင်ဂျင်လေးဝတ်ပြီးစေခင်းထိုင်ရုံနဲ့ပြီးတော့တဲ့အလုပ်မျိုးမဟုတ်ပါဘူးလူတစ်ယောက်ရဲ့အသက်ကိုကယ်တင်ဖို့အတွက်နှစ်ပေါင်းများစွာအချိန်တွေလောက်အားတွေပြီးတော့စိတ်ခွန်အားတဲ့အများကြီးရင်းနှီးညွှန်းနိုင်ရတဲ့အသက်ကိုဝင်ကြောင်းပါအမတ်ကောင်းလို့စေချောင်ရောက်သွားရုံနဲ့ဆရာဝန်ကောင်းတစ်ယောက်အလိုလိုဖြစ်မလာပါဘူးဒါဆိုရင်အောင်မြင်တဲ့ဆရာဝန်တစ်ယောက်ဖြစ်ဖို့ဘာတွေလိုအပ်မလဲဆိုတာကိုအစဉ်စဉ်လိုက်ကြည့်ရအောင်ပထမဆုံးအနေနဲ့ခိုင်မာတဲ့ပညာရည်အခြေခံလိုအပ်ပါတယ်တက္ကသိုလ်ဝင်ခွင့်စာမေးပွဲမှာအမတ်ကောင်းနဲ့အောင်မြင်ပြီးစေတက္ကသိုလ် Medical University ဝင်ခွင့်ရဖို့အတွက်လိုအပ်ပါတယ်။ဈေးကြောင်ရောက်သွားပြီဆိုတာနဲ့တာမန်ပွဲတွေလို၄နှစ်နဲ့မပြီးပါဘူး။စာတွေ့ရှိမယ်၊လက်တွေ့ရှိမယ်၊ကိုတွေ့ရှိရမယ်။အဲ့ဒီတင်ယူဖို့အတွက်9နှစ်ဒါမှမဟုတ်6နှစ်အပြင်အလုပ်တင်ဆရာဝန်အဖြစ်ဈေးရုံတွေလူနာတွေတိုက်ရိုက်ထိတွေ့ပြီးတစ်နှစ်တိတိတာဝန်ထမ်းဆောင်ရပါမယ်။ဥပမာအားဖြင့် MB ဒါမှမဟုတ် BS ပွဲရဖို့အတွက်စုစုပေါင်း9နှစ်ဝန်းကျင်အချိန်ပေးရပါတယ်။ဒီအချိန်တွေအတွင်းမှာစာမေးပွဲတွေစက်တိုက်ဖြေရမယ်။ညဖက်အိပ်ရေးပြတ်ခံနိုင်ပြီးဂျူတီဝင်ရမယ်။ဒါကြောင့်ဆရာဝန်ဖြစ်ဖို့ပထမဆုံးလိုအပ်ချက်ကကြီးမားတဲ့ဇွဲတွေလုံလနဲ့အနစ်နာခံနိုင်ဆောင်ဖြစ်ပါတယ်။ဒုတိယချက်ကတော့နှက်ဆိုင်တဲ့ဆေးပညာကျွမ်းကျင်မှုပါ။အထွေထွေယောဂကုဆရာဝန် GB ဆိုတာလူနာတယောက်ဖျားနာပြီးနာလာပြီဆိုရင်ပထမအဆုံးပြသရတဲ့ရှေ့တန်းကဆရာဝန်တွေဖြစ်ပါတယ်။ဒါကြောင့်ယောဂလက္ခဏာတွေကိုကြည့်ပြီးဘာယောဂဖြစ်နိုင်လဲဆိုတာတိတိကျကျခွဲခြားစိတ်ကြံနိုင်တဲ့စကားတွေရှိရပါမယ်။အဲ့ဟာကိုလိုအပ်ရင်တွေးတွေဆေးရမယ်စီးတွေဆေးရမယ်ဒါမှမဟုတ်တတ်မှန်ရိုက်တာတွေကိုမှန်မှန်ကန်ကန်ညွှန်ကြားနိုင်ရပါမယ်အရေးကြီးဆုံးကဆေးပညာဆိုတာနေ့တိုင်းတိုးတက်ပြောင်းလဲနေတာပါဒါကြောင့်ပွဲရသွားပေမဲ့စာဖတ်တာကိုရေးလိုက်လို့မရပါဘူးဇီဝအတစ်တွေပြီးတော့ social media ကခုနီးအတစ်တွေကိုအမြဲတမ်းအစင်မပြတ်လေ့လာသိဖို့မဖြစ်မနေလိုအပ်ပါတယ်တတိယအချက်ကတော့အရေးကြီးဆုံးလို့တောင်ပြောလို့ရပါတယ်ဆေးပညာဘလောက်ပဲတော့လူနာတွေပေါ်ဆက်ဆံရေးမကောင်းရင်ဆရာဝန်ကောင်းမဖြစ်လာနိုင်ပါဘူးကိုချင်းစာတရားနာကျင်ခံစားရတဲ့လူနာတွေနဲ့တောကရောက်နေတဲ့လူနာရှင်တွေကိုနွေးနွေးထွေးထွေးဆက်ဆံနိုင်ဖို့အတွက်လိုအပ်ပါတယ်။သူတို့ရဲ့နေရာကဝင်ပြီးစာနာပေးနိုင်စွမ်းရှိရမယ်။ Communication skill ရှုပ်ထွေးတဲ့စေးပညာအတုံးလုံးတွေကိုတာမန်လူတွေနားလည်အောင်ရှင်းပြနိုင်စွမ်းရှိရပါမယ်။ယောဂအခြေအနေကိုပွင့်လင်းလင်းနဲ့တိမ်တိမ်မွေ့မွေ့ပြောပြတတ်ဖို့အတွက်လိုအပ်ပါတယ်။ Stress management ဒီဟာကတော့အရေးကြီးဆုံးပါ။အလုပ်တိုင်းမှာဖိအားရှိတယ်ဆိုပေမဲ့ဒီဆရာဝန်တွေရဲ့ဖိအားကတော့ပုံမှန်လူတွေထက်ပိုပြီးတော့များပြားနေပါတယ်။အရေးပေါ်လူနာတွေရောက်လာတဲ့အခါဒါမှမဟုတ်လူအသက်တစ်ချောင်းကိုဆုံးရှုံးလိုက်တဲ့အခါမျိုးမှာစိတ်လှုပ်ရှားတုံလုံးမတော်ပဲတည်ငြိမ်နဲ့ဆက်လက်အလုပ်လုပ်နိုင်တဲ့စိတ်သက်ခိုင်မာမှုတွေလည်းလိုအပ်ပါတယ်။အနည်းချုပ်ရမယ်ဆိုရင်အထွေထွေယောဂကုဆရာဝန်တယောက်ဖြစ်ဖို့အုံနောက်ညံရည်ကောင်းယုံမရပဲနှလုံးသားလှဖို့အတွက်ပါလိုအပ်ပါတယ်။ကိုယ့်ရဲ့ကိုယ်ပိုင်အချိန်နဲ့ stay ပြီးဒုတစ်ပါးရဲ့ကျန်းမာရေးအတွက်ပေးဆက်ရတာဖြစ်တဲ့အတွက်တကယ်ကိုမွန်မြတ်တဲ့ကာရီယာတစ်ခုဖြစ်ပါတယ်။အကယ်၍သင်ဟာဒီလိုခက်ခဲတဲ့လမ်းကြောင်းကိုဖြတ်တန်းဖို့အစဉ်နဲ့ရှိပြီးသားလူတယောက်ဆိုရင်လူလောကအတွက်အဖို့တန်ဆရာဝန်ကောင်းတယောက်ဒေရှာဘောဖြစ်လာမှာပါနောက်ထပ်လည်းကာရီယာနဲ့ပတ်သက်တဲ့စိတ်ဝင်စားတဲ့ဗီဒီယိုလေးတွေတင်ဆက်ပေးမှာမလို့ကျွန်တော်ရဲ့ channel ကို subscribe လုပ်ရရင် subscribe လုပ်ခဲ့ဖို့တောင်းဆိုပါတယ်နောက်ဗီဒီယိုမှာပြန်ပြီးတွေ့ဆုံကြပါမယ်